ထူးခြားတဲ့တရားတော်အသိအောင်ကြိုးစားတာနိက္ခမဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုံနိုင်တယ်ဒါကြောင့်ပါရမီပညာအရာရာကိုခွဲခြားစိတ်ဖြာပြီးစူးစူးဆန်းဆန်းဆင်ဆင်ခြင်ခြင်ရှိတာပညာလောကလူတွေကများသောအားဖြင့်နမောနမဲ့နေကြတယ်မစင်စားကြဘူးဟိုလူပြောယုံဒီလူပြောယုံဟိုဟာပြောဟုတ်လို့ဒီဟာပြောဟုတ်လို့ကိုယ်တိုင်စဉ်းစားရမယ်အကြံထုတ်ရမယ်ဆိုရင်လည်းပြင်းတယ်ပြင်းနေတယ်လို့ဖြစ်တယ်မတွေးချင်အမှန်တရားသိဖို့မကြိုးစားကြဘူးအေးပညာဆိုတာလေ့ကျင့်သင်ကြားပေးလိုက်လို့အရာရာကိုခွဲခွဲခြားခြားကွဲကွဲပြားပြားသိလာပြီထိုသိတဲ့အရာဖြင့်အမှားအမှန်ကိုဆုံးဖြတ်ပေးနိုင်တယ်ပညာကိုလေ့ကျင့်သင်ကြားပေးနေပညာရအောင်ယူနေတာဒါပညာပါရမီပဲအခုတရားနာတာဟာလည်းပဲပြောမယ်ဆိုရင်အသိဉာဏ်ရဖို့နားတယ်ဆိုရင်ပညာပါရမီပါပဲတရားနာခြင်းသည်အသိဉာဏ်ကိုဖြစ်ပေါ်စေဒါကြောင့်မို့လို့တရားနာတဲ့ကုသိုလ်ကိုမဟာပညာတံဝတ္တနိကပฏิပဒါကုသိုလ်လို့မြတ်စွာဘုရားအင်္ဂုတ္တရနိကေကုလသုတ်တံမှာဟောထားတာရှိတရားနာတယ်ကိုမသိတာတွေကိုမေးတယ်အဲ့ဒါလို့မေးမြန်းတာတို့ကုသိုလ်ဆိုတာဘယ်လိုတော့ပြအကုသိုလ်ဆိုတာဘယ်လိုတော့ဘာကိုရှောင်ဘာကိုဆောင်ရမလဲဆိုတဲ့မေးခွန်းတွေဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေမေးလိုက်လို့ဖြေရလာပြီဆိုလို့ရှိရင်ဒါအသိဉာဏ်ချက်ချင်းရတယ်အဲ့ဒါအသိဉာဏ်ကိုစီးပူးအားထုတ်ခြင်းဖြစ်သည့်အတွက်ကြောင့်ဒီလိုပညာကိုလေ့လာသင်ကြားမှတ်ယူနေတာဟာပညာပါရမီပါပဲဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတွေတရားဓမ္မနာကြတယ်စာပေဖတ်ရှုကြတယ်ဆွေးနွေးကြတယ်မေးမြန်းကြတယ်ဟောတာဟာသာမန်မဟုတ်ဘူးပညာပါရမီပါလို့ဒီလိုမှတ်ရတယ်ဝိရိယဘယ်အလုပ်လုပ်တွန့်ဆုတ်မှုမရှိဘူးမအောင်မြင်အောင်လုပ်တယ်ထူးသဖြင့်ကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေဟာလွယ်နဲ့လက်လျှော့သွားတတ်တယ်လွယ်တာကိုသာရွေးလုပ်ကြတယ်ခက်ခဲတာဆိုမလုပ်ဘူးခက်ခဲကိုကြိုးပမ်းအထုတ်ပြီးတော့ကြိုးစားအထုတ်တယ်ဒါဝိရိယတခါတရံကျတော့လုံလဝိရိယဆိုတာစိုက်ထုတ်မှုပြုဖို့ရလူတွေကလက်ရော့တတ်တယ်ပေါ့ဒီနေရာမှာဘုရားလောင်းမဟာစနကမင်းသားရဲ့စိတ်ထားကိုတတိထားဖို့လို့သင်္ဘောကြီးနစ်တဲ့အခါကျတော့သူနဲ့အတူတကွသင်္ဘောပေါ်ပါတဲ့သင်္ဘောသား900လောက်ကမျောလင်းချက်မရှိတော့ဘူးဆိုပြီးလုံလဝိရိယအကုန်ဆုံးလိုက်ကြအဲ့လိုလူမျိုးကလည်းအများကြီးရှိတယ်အေးသိမဲ့တူတော့အေးပဲသိမဲ့ဆိုတဲ့လူတွေအများကြီးပဲနော်မစွန့်လွတ်နိုင်တာမစွန့်စားဝတ်နိုင်မဟာစနကမင်းသားအဲ့လိုမတွေ့ဘူးလှုပ်တင်တာလှုပ်ရမယ်လုံလဝိရိယဆိုတာလှုပ်ရမယ်ကျုပ်ကအထုံးမှုညှို့လင်းချက်ရှိတာမရှိတာကအတွေးပဲမလှုပ်တင်တယ်ဆိုတာစဉ်းစားပြီးလှုပ်တင်တာလှုပ်ရမယ်ကြည့်လေသူလှုပ်တင်တာတွေပြင်းစင်ပြီးတော့သင်္ဘောအလံတိုင်ထိတ်ချတက်ပြီးတော့သူအင်အားရှိသလောက်ခုန်လိုက်တာခလန်းလန်းကိုသွားကြအဲ့ဒီကနေစပြီးတော့သူကူးတာအဲ့ဒါလို့ကူးနေတဲ့အချိန်ဟာဘေးကလူတွေကတော့ပြောမယ်နင့်ပဲကူးနေတာလေတောင်ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးရှေ့ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးအနောက်ဘက်ကြည့်လိုက်လဲကမ်းမမြင်ဘူးကမ်းမမြင်မဲနဲ့ဘယ်ဘက်ကြည့်အရက်လေးမျက်နှာကမ်းဆိုတာလုံးဝမမြင်ရတဲ့နေရာကြီးကိုရောက်နိုင်မယ်လို့မျှော်လင့်ချက်ကိုရှိနိုင်ရလားမရှိဘူးအဲ့ဒီလိုမရှိတာကိုဘုရားလောင်းဟာပင်လေထဲမှာကူးခတ်နေတာဟာသမ္မာပုဂ္ဂိုလ်တွေကတော့တွေးလိုက်မယ်ဒါမိုက်မဲခြင်းလို့ပြောလိုက်တယ်ပေါ့ဘုရားလောင်းကအဲ့လိုမစင်စားဘူး
တေမတေရောလှုပ်တင်တာလှုပ်တေသွားတဲ့ထဲမှာနောက်ဆုံးမှာလက်မြောက်လို့အရှုံးပေးလိုက်လို့တေသွားတဲ့ပုဂ္ဂိုလ်တွေဟာအာမထုတ်လို့တေရတယ်လို့ပြောသူကတော့လှုပ်တင်တာလှုပ်သွားရင်တေပြောတယ်ပေါ့အတွေးချင်းကမတူဘူးနော်မဏိကလမေကလနာသမီးကကဲကန်ဒီမှာလာပြောတယ်လေဘာဖြစ်လို့ကူးနာလဲတဲ့ကမ်းမှမမြင်နာကြီးအကျိုးမရှိဘူးလို့မတွက်ဘူးလားလို့ဆိုမတွက်ဘူးတဲ့သူ့အနေနဲ့လှုပ်တဲ့အလုပ်တစ်ခုလုပ်တယ်လို့ပဲတွက်တယ်သူဆွမ်းအားရှိသမျှတော့လုပ်မှာပဲတည်တဲ့ချိန်တည်ခြင်းတည်သွားပါစေဆွမ်းအားရှိသမျှတော့သူလုပ်နေမှာပဲဘယ်လောက်ကောင်းတဲ့စိတ်ဓာတ်လဲဟုတ်ကြည့်သူကထောက်ပြတယ်ကျန်တဲ့လူတွေသေးကုန်ပြီတဲ့ငါကူးနေတာမသိဘူးတဲ့အခုနတ်သမီးဆိုတာလည်းငါမြင်ဘူးရပြီတဲ့ဆိုဟုတ်လို့ကူးခတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်လို့ပြောတာနော်ဒီဖះလောင်းနေဝီရိယဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရတစ်ခုပါပဲကျိုးပန်းအထုံးမှုမရှိဘဲနဲ့လက်လျော့လိုက်တဲ့ပုဂ္ဂိုလ်တွေကမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးပေါ့အဲဆိုခန္တီနောက်တစ်ခုကတိခန္ဓာလဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရတစ်ခုပဲရသောအပြင်လူတွေကသိမခံနိုင်ကြဘူးသိမခံနိုင်ဘူးဆိုတာတစုံတယောက်ကကိုယ်ကိုလာစော်ကားမယ်ဆဲမယ်ရေးမယ်သိမခံနိုင်ဘူးပြင်းထန်တဲ့အပူနဲ့တွေ့ရင်လည်းသိမခံနိုင်ဘူးအေးလွန်းရင်လည်းသိမခံနိုင်ဘူးအိုးဘဝကြီးမှာအဆင်မပြေဘူးဆိုလည်းသိမခံနိုင်ဘူးအဲ့ဒါကမကောင်းတဲ့ဘက်ကသိမခံတာတစ်ခုလောကရန်နဲ့ပတ်သက်လာလို့ရှိရင်အကောင်းနဲ့တွေ့လည်းသိမခံနိုင်ကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကတက်ကြွမကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကနှိမ့်ကျ depression ဖြစ်အဲ့ဒါခန္တီဆိုတဲ့စိတ်ဓာတ်ရဲ့စွမ်းအားတစ်ခုမရှိဘူးအဲ့ဒါရှိအောင်ဖះလောင်းနေကြလေ့ကျင့်ကြတယ်ခန္တီဝါဒီယတိကြီးပဲကြည့်သူစက်ကင်ထားတဲ့ဝါဒကဘာပဲဖြစ်ဖြစ်သိခံရမယ်ဆိုတဲ့ဝါဒဘုရင်ကြီးကသူ့ကိုနှိပ်စက်တယ်ဆူးရှိတဲ့ချိန်လုံးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့မေးတယ်သိရဲ့ဝါဒကဘာလဲဆိုရင်ခန္တီပဲသူကအပြုံးမပြတ်ဘူးခန္တီပဲလက်ဖြတ်လည်းပဲခန္တီပဲသူကသိခံရမယ်ဆိုတဲ့ဝါဒပဲထားတယ်နောက်ဆုံးအသက်သေဆုံးသွားသည့်အထိအောင်ခန္တီဆိုတာတပြားသားမှမလျှော့အဲ့ဒါလို့ဘုရားလောင်းနေတာသိခံတဲ့နေရာမှာလည်းပဲလေ့ကျင့်ပြီးတော့ယူတာသိခံတာဟာလည်းသူတော်သူမြတ်တို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတစ်ခုပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲနောက်တစ်ခုသစ္စာမှန်တာကိုပြောတယ်လောကလူတွေကမှန်တာကိုပြောရမှာကြောက်တယ်မှန်တာကိုပြောရမှာကြောက်တဲ့အတွက်ကြောင့်မူသားလေးနည်းနည်းတော့ထည့်ပြောအပိုဆာလာလေးတွေထည့်ပြောမဟုတ်တာမမှန်တာလေးတွေနဲ့ပြောတယ်သူများကိုဒီဂတိပေးပြီးတော့လဲလွယ်လွယ်နဲ့ဂတိကိုဖျက်တတ်ကြတယ်ပေါ့ဖះလောင်းနေကြတော့မှန်ကန်မှုကိုသိတန်ဖိုးထားတယ်ပေါ့နှုတ်ကပြောရင်လည်းမှန်တာပဲပြောမယ်ဂတိပေးထားလို့ရှိရင်လည်းမဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့ဒါဖះလောင်းနေမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲဒါကြောင့်မို့လို့ဒီသစ္စာဆိုတာမှန်ကန်မှုဂတိမပြတ်တာကအစအဲ့ဒါဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရတစ်ခုပဲနောက်တစ်ခါကျတော့အဋိဋ္ဌာဏဆိုတာခုခေတ်အများနားလည်နေတာတော့အဋိဋ္ဌာန်နဲ့အဋိဋ္ဌာန်နဲ့အဋိဋ္ဌာန်ပတိစိတ်တယ်ပေါ့စသဖြင့်ပြောကြတယ်ဒီနေ့ကို10ဘတ်ဆိုရင်10ဘတ်မပြည့်အောင်စိတ်ဟုတ်ပါတယ်အဋိဋ္ဌာဏဆိုတာအဋိဆိုတာဆွဲဆွဲမြဲမြဲဌာနယတ္တိတာကိုလုတ်တယ်မယ်ဆိုရဲအလုတ်တစ်ခုဆွဲမြဲဆိုတာဆုံးဖြတ်ချက်အတိုင်းဥလိမတုံဆောင်ရွက်သွားတာဒါအဋိဋ္ဌာဏပါရမီလို့ခေါ်တယ်
အဋိဋ္ဌံထားပြီဆိုရင်